ဒီနေ့တော့ကြပြလေးရွတ်ပြီးရှော့သိမ့်မယ်နော်နားထောင်မယ်နော်ဒီရက်တွေအေးတယ်တရုတ်ကလာတဲ့လေအေးတွေကြောင့်နဲ့ဆောင်းကဆောင်းပြီးသားလာတာပေါ့ကောင်းပါရဲ့တကယ်တော့လေဆောင်းရောက်ပြီဆိုရင်ဆောင်းတော်ကူးတွေကြောင့်ပြောပြချင်တာကူတော့ဝမ်းနဲ့ဘွယ်ရတစ်ခုကငါယိုစုသလိုကန့်လန့်လာခံနေရတိလားကျမစိတ်မကောင်းဖြစ်ရတယ်စောစောအောင်ပြောသလိုပဲကျွန်တော်နိုင်ငံဟာကံမကောင်းအကြောင်းမလှဘူးကျွန်တော်လည်းကံမကောင်းအကြောင်းမလှစွာစောစောအောင်လာဖြစ်နေရတယ်ဆိုသလိုမျိုးပါပဲလူတစ်ယောက်ရဲ့ပျော်ရွှင်မှုဝမ်းနည်းမှုမှာသူ့နိုင်ငံရဲ့လဲပတ်မှုကလည်းအရှိုးကျပါဝင်ပတ်သက်နေရတာပဲကျမတို့ကဇာတိကိုရှည်ဖြတ်လို့မရဘူးလေဒါရီမပြောချင်ပါဘူးတွေးလည်းမတွေးချင်ဘူးရှေ့ကိုပဲကြည့်ကြည့်နောက်ကိုပဲကြည့်ကြည့်ဘယ်ထောင့်ကိုပဲလှမ်းကြည့်ကြည့်ကျမရဲ့နိုင်ငံလေးဟာတိတ်ကိုတင်းငင်နှိမ်ပါလို့နေတာမကောင်းဆိုးကလည်းပေါ်များသေးတာအုံနောက်ရဲ့ခံစားသိမြင်မှုတက်လာလေဒဏ်ရာတွေတိုးလာလေပဲအဲ့ဒီလိုနဲ့ရေမိုးချင်းအတတ်ပညာလည်းတိုးလာတာပဲကျမရဲ့နိုင်ငံလေးမှာငိုတန်းဟာလေထဲကအောက်ဆီဂျင်ကိုရှူရတယ်လို့ပဲတမရိုးကြပဲပုံမှန်လက်ဖက်ရည်ခွက်တစ်ခွက်လိုပဲဒါကြောင့်ကျမတို့ဟာဘဝဘေးအသီးအရဟာတညံရွှင်ကြရတယ်ဒဏ်ရာအနာကိုအောင့်ထားပြီးရေစရာလုပ်ပြောတာကိုကျမတို့ကျွမ်းကျင်ကြတယ်ကျမလည်းထိုနည်း၎င်းရှင်သန်လေးပတ်နေရတာပဲရေပြစ်လိုက်ရင်ဒဏ်ရာတွေပျောက်သွားတာတော့ဘယ်ဟုတ်မလဲဝမ်းနည်းစရာတွေကဝမ်းနည်းဖွယ်ရာအတိုင်းရှိနေကြတာပါပဲတောင်းမုံရပုံပဲဒီလိုပဲကြော်ခွသွားလို့ရရင်လည်းသွားရှောင်သွားလို့မရရင်လည်းတက်တက်တိုးကြပေါ့မအောင်မြင်တဲ့နိုင်ငံလေးကနေဘဲမှထွက်မသွားဖို့လဲစိတ်ကူးမရှိပါဘူးအတန်တိတ်တိတ်နေပန်းတွေကြည့်ကြပြားတွေဖတ်ပြီးຫນွေမိုးဆောင်ပြောင်းတာကိုထိုင်ကြည့်နေလိုက်တာပဲကျမတည်သွားရင်လေဒီမအောင်မြင်တဲ့နိုင်ငံလေးရဲ့မြေတူးချက်တွေအောက်မှာပဲခန္ဓာကိုယ်ဆွန့်လိုက်မယ်ဒါမှမဟုတ်ကျမရိုးပြတွေကိုမအောင်မြင်တဲ့ဒီနိုင်ငံလေးရဲ့လေးတူတွေဖြစ်သွင်းလိုက်မယ်ကျမအရှင်ပြေမှာပါဘာမှဖြစ်မလာတာတွေကိုပဲချစ်တက်ခဲ့တာဖြင့်ကြာခဲ့ပြီလေကဲကြပြနားထောင်ပြီဆိုအိတ်တော့နော်အိမ်မလာလာမပါစီနော်အရာအားလုံးအဆင်ပြေသွားမှာပါတနေ့နေ့တစ်ချိန်ချိန်ပေါ့